channel ကနေပြန်လဲကြိုဆိုပါရစေ။ဒီနေ့ကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာကတော့လက်တလော Berserk fan တွေကြအရန်ကို hot ဖြစ်နေတဲ့ chapter 384အကြောင်းပါ။ chapter 383ထွက်ပြီး6လအကြာမှထွက်လာတာမို့ Berserk fan တွေအတွက်အတော်ကိုမှစောင့်မျှော်ခဲ့ရတဲ့ manga chapter အသစ်ဖြစ်တယ်လို့ Gas အတွက်ထူးခြားတဲ့ပြောင်းလဲမှုတွေပါလာတဲ့အပိုင်းမို့ကျွန်တော်ဒီဗီဒီယိုလေးလုပ်ဖြစ်သွားပါတယ်ခင်ဗျာ။ဗီဒီယိုမစခင် update မဖြစ်တာအရန်ကြာသွားတဲ့အတွက်အားလုံးကို sorry ပါလို့အရင်ပြောချင်ပါတယ်။ဒီကြားတဲ့ personal ကိစ္စအလုပ်ကိစ္စနဲ့ YouTube ဘက်ကိုလုံးဝမလဲနိုင်မဖြစ်သွားခဲ့ရတာပါ။အခုတော့အရင်လိုပြန်တင်နိုင်အောင်စူးစမ်းကြည့်ပါမယ်။ intro တွေအရန်များနေပြီဆိုတော့ကျွန်တော်တို့ chapter 384အကြောင်းလေးကိုအခုပဲစပြောလိုက်ရအောင်။ chapter ရဲ့ခေါင်းစဉ်က water reflection fire glow and etheric glow မြန်မာလိုဆိုရင်တော့ရေရဲ့အလင်းပြန်ခြင်းမီလီယံရဲ့တောက်ပမှုနဲ့ဝိညာဉ်လောကဆိုင်ရာကိုရောင်ကိုဝါလို့အဓိပ္ပာယ်ရပါတယ် chapter ရဲ့ cover မှာတော့ခါစာအလုံးကြီးလုံးထဲမှာရောက်နေပြီးတော့အမောင်တုရဲ့အနက်ဆိုင်ဆုံးနေရာမှာအရာအလုံးပျောက်ကွယ်သွားပြီမဲ့အရာတစ်ခုတည်းကတော့ရှမ်းရှိနေသေးပါလို့ရေးထားပါတယ် chapter 383မှာကိုရှမ်းတွေရဲ့ seal ချုံနှောင်ခြင်းကိုခံရပါတယ်ဒီအလုံးဟာကြည့်လိုက်မယ်ဆိုရင်မိခင်တွေကလေးကိုတတိတေထားတဲ့ပုံစံနဲ့တူပြီးဒါကိုကြည့်လိုက်ရုံနဲ့ကားစာပြန်လည်မွေးဖွားဖို့အတွက်အစပြုနေတယ်လို့ယူဆနိုင်ပါတယ်။နောက်ပြီးဒီလအတွင်းမှာပဲဘာဇက်က chapter 3ခုစက်တိုက်ထွက်မယ်ဆိုတာပါ။ကာဘာမှာပြောသွားပါသေးတယ်။ chapter အသစ်မထွက်တာ6လလောက်ကြာသွားတာမို့ fan တွေပြီးခဲ့တဲ့ chapter အကြောင်းမေးမှဆိုတာကြောင့် summary အနေနဲ့ပြန်ရေးထားတာလည်းတွေ့ပါတယ်။ဘာမှမတတ်နိုင်ပဲလက်မိုင်ချကြည့်နေခဲ့ရတဲ့ Gassy ကနေ Griffith ဟာCasca ကို Alf John ပေါ်မှာပြန်ပြီးဆွဲသွားခဲ့ပါတယ်။အဲဒီနေ့က Gas ယုံကြည်အားကိုးခဲ့တဲ့ဓာတ်ကသူ့အပေါ်တစ္ဆာဖောက်သွားခဲ့တာကြောင့် Gas ဟာအရာရာကိုတန်တရားဝင်သွားခဲ့ရတယ်။ Gas ဟာအဆုံးမဲ့စိတ်ပြတ်အားငယ်မှုတွေကြားထဲမှာလမ်းပြောင်းနေခဲ့ပြီးစိတ်ပြတ်အားငယ်ခြင်းရဲ့အနက်ရှိုင်းဆုံးကြောက်ကမ်းမားတွေကိုကြာဆင်းသွားခဲ့ပါတယ်။ Gas စိတ်ဓာတ်တွေကြိုးကြည်ပျက်စီးသွားခဲ့ရပြီးဘဝရဲ့ရည်မှန်းချက်ပန်းတိုင်းလည်းတစ်ချိန်တည်းမှာပဲပြောင်းဆုံးသွားခဲ့ရပါတယ်။အဲဒီနောက်မှာတော့ Gas ဟာကူရှန်စစ်တပ်ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပြီးမြင်းဆောင်တစ်ခုလိုပုံစံမျိုးလုပ်ထားတဲ့ရှေးဟောင်းမြင့်မြတ်ရာဂူတင်ကြိုင်တစ်ခုထဲမှာအကျဉ်းချခြင်းလည်းခံခဲ့ရပါတယ်။အဲ့ဒီနေရာဟာဘာကုန်မှမမြင်ရမကြားရတဲ့နေရာတစ်ခုပါ။အဲ့ဒီနေရာမှာသူဘာတွေနဲ့ထပ်ပြီးရင်ဆိုင်ကြုံတွေ့ရအောင်ပါလဲ။ chapter ရဲ့စာမျက်နှာအစမှာတော့ကူရှန်ဖိုးကြီးကိုတွေ့ရပြီးတော့ဖိုးကြီးကနေတကယ်လို့မင်းအမောင်လူတွေကိုအဆုံးမဲ့နေဝင်သွားခဲ့မယ်ဆိုပြန်လဲရုံထွက်ဖို့လုပ်ရမှာကမင်းကိုယ်တိုင်ပဲဆိုတဲ့တတိပေးစကားကို Gas တယောက်ပြန်လဲကြားရောက်နေပါတယ်။ Gas ဟာကိုမာဖြစ်နေသူတွေလိုမျောနေပြီးတော့အတွေးပေါင်းများစွာနဲ့ငြိမ်သက်နေတယ်။ဒီအဆုံးစားမရှိတဲ့နေရာကြီးထဲမှာငါအဆုံးသက်သွားတော့မှာလား။နောက်ပြီးအတိတ်မှာဖြစ်ခဲ့တဲ့အကြောင်းအရာတွေတဲကမှသူတက်ပြတ်ခဲ့တဲ့စစ်သားတွေလူတွေအကြောင်းသူ့ရဲ့ဒေါသအာဃာတတွေအကြောင်းနဲ့သူ့ဘဝအတွက်အရေးပါခဲ့တဲ့ Varnezes, Shirike, Casca, Griffith တို့အကြောင်းအထူးသဖြင့်သူ Bannerhof ကနေထွက်ပြီးတဲ့အချိန်မှာဖြစ်ခဲ့တဲ့အကြောင်းတွေကိုစဉ်းစားနေပါတယ်။တစ်ဆက်တည်းမှာပဲ Gas ကနေတကယ်လို့များငါသာသူတို့နဲ့မတွေ့ဖြစ်ခင်ခုလိုအကြောင်းတရားတွေဖြစ်လာမယ်လို့မထင်တယ်လို့ Casca လည်းဒီအတိုင်းအေးအေးချမ်းချမ်းနေသွားမယ်လို့ထင်တယ်။ဒီနေရာမှာသူတို့ဆိုတာ Griffith တို့အဖွဲ့ကိုပြောချင်တာပါ။အဲ့ဒီအချိန် Gas အတန်တစ်ခုကြားလိုက်ရပြီးတော့အရာရာတိုင်းနောက်ကျသွားပြီ။ Gas ကနေပြီးတော့ဘာတွေပြောနေရလဲတိတ်ဆန်းငါ့ကိုတယောက်တည်းပစ်ထားလိုက်အဲ့ဒီလာနေတဲ့အတန်ကနေပဲငါ့ကိုကြည့်ပါငါ့ကိုမျက်စိဖွင့်ပြီးစိုက်ကြည့်လိုက်ပါဆိုပြီးပြောလာပါတယ်အဲ့ဒီအချိန် Gas မျက်လုံးဖွင့်လိုက်ပြီးဓာတ်ရဘာကြီးလဲသူမြင်လိုက်ရတော့တခြားမဟုတ်ပါဘူးရှီရီကဲရဲ့မော်ဆီယာမာလေးရဲ့ဆီယာမဖြစ်တဲ့ Flora ပါ Flora ကနေဆက်ပြီးတော့မင်းရဲ့အချိန်ကိုရောက်လာပြီး struggler man ကြီးမင်းမမြင်ဘူးလားမင်းရွေးချယ်လိုက်တဲ့အရာအလုံးဟာပျက်စီးခြင်းပြတ်သုံးခြင်းလမ်းကိုဥတည်နေတယ်ဆိုတာလေအခုအချိန်ကမင်းကိုမင်းပြန်ကြည့်ရမယ့်အချိန်ပဲနောက်ပြီးပဂတိအရှိတရားကိုလည်းပြန်မြင်ရတော့မယ့်အချိန်ပဲဘာကြောင့်လဲဆိုတော့အဲ့ဒီအရာအလုံးဟာမင်းကိုယ်ထဲမှာဂိမ်းဝတ်တည်ရှိနေတာကြောက်ပဲတစ်ချိန်တည်းမှာပဲ Gas ဟာအတွေးတွေထဲနှိမ့်ဝင်သွားပြီးတော့သူတိုက်ပွဲမှာတိုက်ခဲတာတွေ Adonis ကိုတတ်မိခဲ့တာတွေတိုက်ပွဲမှာအနိုင်ရပြီးအောင်ပွဲခံခဲ့တာတွေ Casca နဲ့အတူချစ်ခဲ့တာတွေ Apostle တွေကိုတိုက်ခိုက်ခဲ့တာတွေကိုပြန်လည်မြင်အောင်လာပါတယ်ပြောရရင်တော့အတိတ်ကအကြောင်းအရာတွေ flashback ပြန်တဲ့တော့ပါအဆိုးဆုံးကတော့ Gas ကလေးဘဝတုန်းက trauma တွေအကုန်လုံးမှာပြန်မြင်လိုက်ရတာပါအသက်မရှိတော့တဲ့သူ့အမေအောက်ဖွားအိုင်ထဲမှာသူ့ကိုမွေးခဲ့တာတွေကိုပြန်မြင်အောင်နဲ့တစ်ဆက်တည်း Flora ကနေပြီးတော့မင်းအမေတည်ဆုံခြင်းကနေပဲမင်းကမွေးဖွားလာခဲ့တာအဲ့ဒီအချိန်ကလေးလေးက Gas ကိုထဲဝင်သွားပြီး
gas ရှိနေတဲ့အလုံးကြီးတဲ့အမောင်အရိပ်တွေကတိုးဝင်ရင်အလုံးကြီးကိုအပေါ်ကိုတွန်းတင်နေကြတယ်။ gas ဟာကလေးလေးတယောက်လိုအော်ဟစ်နေပြီးတက်ရှိတယောက်ဟာသူမွေးဖွားလာကလေးကအာစရေကိုမစွန့်လွတ်ခဲ့ဘူး။သူ့ကိုသူလည်းသိနေခဲ့တယ်။ဘာကြောင့်လဲဆိုတော့မင်းရဲ့တဝက်ကိုသူတို့ကပိုင်လို့ပဲ။ဒီနေရာမှာမင်းရဲ့တဝက်ဆိုတာအာစရေဝါကိုပြောချင်တာပါ။အဲ့တော့ဒီ gas ဟာအာစရေဝါတဝက် physical ဝါတဝက်ကနေလာတဲ့လူလို့သူတို့ကပြောချင်တာပါ။ပန်နယ်မှာတော့ဘဲလေစောနဲ့တခြားအာစရေဝါအရာတွေကိုပြထားတယ်။အဆုံးမှာတော့ gas နဲ့ graphic ကိုတချမ်းစီပြထားပြီးမင်းဟာသူ့လိုပဲ abyss ကနေဖန်တီးခဲ့တဲ့ creator တယောက်ပဲ။သူဟာသူမသိခဲ့တဲ့စိတ်ဝိညာဉ်တစ်ခုကိုရင်ဆိုင်ပြီးတော့ရှာတွေ့ခဲ့တယ်။ဒါကတော့ chapter 384ရဲ့အဆုံးသတ်ပါ။ဒီ chapter မှာတော့ကျွန်တော်တို့နှစ်ပေါင်းများစွာသိကျင်ကြတဲ့အဖြစ်အတော်များများကိုပြောပြသွားခဲ့ပါတယ်။ဘာကြောင့် gas ဟာတာမန်လူဖြစ်လျက်သားနဲ့နတ်ဖျားတွေနဲ့ခြာနိုင်နေရလဲ။ဒီဓာတ်တစ်ချောင်းလေးကိုပဲသုံးပြီးလူတွေရောနတ်တွေရောဘယ်ကောင်ဖြစ်ဖြစ်လာထအာဝါလုံနိုင်နေဆိုတာလေဘာကြောင့်လဲဆိုတာခုတော့သိရပါပြီဟုတ်ပါတယ်ကားစာမွေးဖွားလာကလေးကတေသွားတဲ့သူ့မိပိုက်ထဲကနေထွက်လာပြီးခေါ်ယူမွေးစားခတ်ခဲ့ရပါတယ်ဒီလိုမျိုးဒူပေတာပဲခံနိုင်တာတခြားကြောင့်မဟုတ်ပဲနန်လောကဖြစ်တဲ့ abyss ဖြစ်တည်မှုတော့ပါတာကြောင့်ပါဒါကြောင့်တော်ယုံနဲ့လည်းမသိနတ်ဖျားနီးနီးအစွမ်းထပ်ပြီးဘာစကားအာမာကိုလည်းကောင်းကောင်းအသုံးပြုနိုင်နေတာပါပြောရရင်တော့ဗျာနတ်ဖျားတော့လူတော့ပေါ့ဒီလိုပုံစံရဆို Griffith ဟာလည်းအဲ့ဒီလိုမျိုးပါပဲ Star Wars စကားအနေနဲ့ပြောရမယ်ဆိုရင်တော့တချိုးစမ်းတွေပေါ့ဗျာရွေးချယ်ခံရသူတွေလို့ပြောချင်တာပေါ့နော်ဒါကို gas ကလည်းသူ့ကိုသူသိမနေခဲ့ပါဘူးအဲ့တော့ the struggling man လို့သူ့ကိုခေါ်ကြတာရှိတယ်အခုကျွန်တော်ပြောပြတဲ့အကြောင်းအရာကကျွန်တော်ကိုယ်ပိုင်အတွေ့ဖြစ်တာမို့မှန်ခြင်းလည်းမှန်မယ်မှားခြင်းလည်းမှားမယ်နော်ကျွန်တော်တို့ရပါလဲဆိုရင်တော့ဘာဖြစ်လို့သူ့ကို struggling man လို့ခေါ်နေလဲဆိုရင်တော့သူ့ကိုယ်ထဲမှာရှိနေတဲ့အစွမ်းကိုသူကိုယ်တိုင်ရှာမတွေ့သေးပဲနဲ့ကိုယ့်ရဲ့လူသား strength နဲ့ရုန်းကန်တိုက်ခိုက်နေတာမို့ struggling man လို့ခေါ်ကြတာဖြစ်တယ်Flora, Scar Knight တို့ကရိုးရိုးတာမန်လူမဟုတ်ပဲ dimension တွေပါဖြတ်သွားနိုင်တာမို့လူတယောက်ကိုကြည့်လိုက်တာနဲ့ဒီလူဟာဘယ်လိုလူလဲဆိုတာတန်းသိတဲ့ creature တွေပါဒါပေမဲ့ gas ဟာ abyss တဝက်ပါတာကိုဒဲကြီးပြောတာမျိုးမလုပ်ပဲမင်းဟာရုန်းကန်နေရသူပဲမင်းသာမင်းအစွမ်းကိုတည်သွားရင်ဒီလိုမျိုးရုန်းကန်နေရတော့မှာမဟုတ်ဘူးဆိုပြီး Paul sharing လုပ်ချင်တာလည်းဖြစ်နိုင်ပါတယ်ဒါဟာကျွန်တော် theory တက်နော်ဆက်ပြီးတော့ပြောရမယ်ဆိုရင်တော့စိတ်ပြအားငယ်မှုတွေနဲ့ကိုယ်ထားကိုယ်တော့မမြောက်နိုင်တော့တဲ့ gas ဟာနောက်အပိုင်းတွေမှာတော့ပိုကျန်းလာတော့မှာပါသူဟာသူ့နီးသူ့ဟန်နဲ့ apostle ဖြစ်မလာတော့ပေမဲ့လူတွေထဲမှာတော့အကြံဆုံးသူဖြစ်လာမှာပါနောက်ပြီးဒီအပိုင်းက gas ရဲ့ပြန်လည်မွေးဖွားခြင်းအပိုင်းလို့လည်းပြောလို့ရပါတယ်ဒါကြောင့်မို့ကျွန်တော်တို့တွေတစ်ချိန်လုံးသိချင်နေကြတဲ့ဂေါ်ဟန်တွေစောင်းရမ်းကျမ်းတဲ့ apostle တွေကိုဘယ်လိုအနိုင်ယူမလဲဆိုတဲ့အဖြစ်ဟာဒီ chapter မှာစာမိတ်ဆက်သွားခဲ့ပါပြီဒီအတိုင်းလူသားခွန်အားနဲ့တော့မတရားကျမ်းတဲ့ gas ကို abyss အစွမ်းနေတာပြီးလိုက်မယ်ဆိုရင်တော့ဖြစ်